ခါတလေကြာရင်ဒီလောကကြီးမှာငါတယောက်တည်းပဲရုန်းကန်နေရတယ်လို့ငါတယောက်တည်းပဲပြင်ပန်းနေရတယ်လို့ခံစားဖို့လားတကယ်တော့ဒီနေ့မင်းတရားတွေပြင်ပန်းနေတာမဟုတ်ပါဘူးမိမိနေရတဲ့ပြုံးနေတဲ့မျက်နှာတိုင်းရဲ့နောက်ွယ်မှာထုတ်မှုပြောချင်တဲ့နာကျင်မှုတွေအိမ်မပြောတဲ့ညတွေနဲ့တိုက်ပွဲဝင်နေရတဲ့အခက်အခဲတွေကိုစီရှိကြတယ်တချို့ကအလုပ်တွေမှာအဆင်မပြေလို့တချို့ကမိသားစုရေးကြတချို့ကြပြန်တော့လေဘယ်သူ့ဘိုးမှဖွင့်ပြောလို့မရတဲ့ကိုယ်ပို့တာကိစ္စတွေတော့ပဲမင်းအားနေနေတာမဟုတ်ဘူးနော်ဒီလောက်ထိတောက်ခံထားနေတာတော့ဘူးကမင်းဟာတကယ်ကိုသူရဲကောင်းတစ်ယောက်ဖြစ်နေလို့ပါဒီနေ့မင်းအကောင်းဆုံးကြိုးစားခဲ့ပြီဒါကြောင့်ကိုယ့်ကိုယ်ပြန်ပြောလိုက်ပါဒီနေ့အတွက်တော်လောက်ပြီအားလုံးအဆင်ပြေသွားမှာပါ